Alo mình là ba, xong rồi đã quan tâm bà đấy, thế nên cho nó này thì coronavirus COVID-19 của ba trang lưu để cháu này trả đã lấy, bài tiết của cho nó biểu trình bà đấy, thì coronavirus COVID-19 ha, thì cái yoga thì cái cháu sẽ cao để yoga là, ta mà muốn cháu sẽ mà cao để yoga là, sẽ cao để yoga mỗi lưu để alo cả cháu này trả là mà đấy, ta xem ba cháu thì coronavirus của lưu để cả cháu này trả là đấy. Để cho nó tất cả đều mà phía西部路吧嘞，แต่เนี่ยจะช่วย路တွေကကြောက်တော့ကြောက်နေကြတယ်ဘာကြောင့်ကြောက်နေမှမတိကြပါဘူးတကယ်လို့ဒီကိုရိုနာဗိုင်းရပ်စ်ဟာလူကိုတေးစေနိုင်လောက်တဲ့ယောဂဗိုင်းရပ်စ်မဟုတ်ဘူးဆိုရင်လူတွေကကြောက်ကြမှာမဟုတ်ပါဘူးဒီအရာကိုကြည့်ချင်အားဖြင့်လူတွေကဘာကြောင့်ကြောက်နေကြတာလဲဘာကိုကြောက်ကြတာလဲဆိုတာကိုအဖြေတရပါတယ်လူတွေကတကယ်တမ်းပြောရမယ်ဆိုရင်ဗိုင်းရပ်စ်ထက်တေးရမှာကိုကြောက်နေကြတဲ့သူတွေပါတကယ်တော့ဒီဗိုင်းရပ်စ်ဟာလူကိုတေးစေနိုင်လောက်တဲ့ယောဂဗိုင်းရပ်စ်မဟုတ်ဘူးဆိုရင်လူတွေဘယ်သူမှကြောက်ကြမှာမဟုတ်ပါဘူးဒီယောဂဟာတစ်ချိန်တည်းအတွင်းမှာတစ်ခဏအတွင်းမှာလူတွေမြောက်များစွာတေးကျေပြည့်စည်နိုင်တဲ့ယောဂမို့လို့ဒါလေဒီလူတွေအားလုံးကကြောက်နေကြတာဖြစ်တယ်အဲ့ဒီကြောက်တဲ့အထဲမှာတင်းနေကျွန်တော်လည်းပါနေဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကတကယ်တော့စဉ်းစားကြည့်မယ်ဆိုရင်ဗိုင်းရပ်စ်ကိုကြောက်တာမဟုတ်ဘဲနဲ့တေးရမှာကိုကြောက်နေကြတဲ့လူတွေကျွန်တော်ပြောတော့အတိုင်းပဲတေးရမှာကိုမကြောက်ဘူးဆိုရင်ကျွန်တော်ကဘာတောင်မှမှုမှာမဟုတ်ပါဘူးဒီဗိုင်းရပ်စ်ဟာကျွန်တော်အဲမှာပုံမှန်ဖြစ်နေကြဖျားနာခြင်းတစ်မျိုးလောက်ပဲဆိုရင်ကျွန်တော်ကြောက်မှာမဟုတ်ဘူးဒီဗိုင်းရပ်စ်ဟာလူတွေမြောက်များစွာကိုတခဏအတွင်းတစ်ချိန်နဲ့အတွင်းမှာတည်တွားစေနိုင်တဲ့ဗိုင်းရပ်စ်ယောဂမို့လို့ဒါလည်းဒီနေ့လူတွေအားလုံးကကြောက်နေကြတာဖြစ်တယ်။တကမ္ဘာလုံးကလူတွေကြောက်နေကြတယ်။တလောကလုံးကလူတွေအားလုံးကြောက်နေကြတယ်။ကျွန်တော်တို့ကြောက်နေရတဲ့အဓိကအကြောင်းအရင်းကတည်ရမှာကိုကြောက်တာဖြစ်တယ်။တည်ရမှာကိုကြောက်တာဖြစ်တယ်။တည်ရမှာကိုကြောက်တဲ့အတွက်ကြောင့်မို့လူတွေအားလုံးကဒီဗိုင်းရပ်စ်ဒီကိုရိုနာဗိုင်းရပ်စ် COVID-19 ကျွန်တော်တို့အထဲမှာကူးစက်မလာအောင်နီးအမျိုးအားဖြင့်ကျွန်တော်အကာအကွယ်တွေလုပ်ကြပါလက်ကိုခဏဆေးတယ်ဖုန်ကာတွေတတ်ကြတယ်ကျမ်းမာရေးကယူဆိုင်ကြတယ်ကိုခအားကောင်းအောင်အစားအသောက်တွေဝါးလိုမျိုးစားတော့ကြတယ်ကျွန်တော်ကျမ်းမာရေးဘုဒ္ဓအနေဖြင့်အမျိုးတော့ကျမ်းမာရေးဘုဒ္ဓနာကိုကျွန်တော်တို့ကြားရတဲ့အတိုင်းကျွန်တော်လိုက်လျှောက်ကြပါလက်စီးနဲ့ mask တဲ့အပြင်တွေပါတွေတွားတဲ့အခါမှာ mask ကိုပတ်ကြပါပြန်လာတဲ့အခါမှာလက်တွေပါတွေဆေးကြပါဒီအရာတွေကကျွန်တော်တို့ကိုတကယ်ပဲအဲ့ဒီထဲကနေလွတ်မြောက်အောင်ကာကွယ်ပေးနိုင်ပြီလားမိတ်ဆွေစဉ်းစားကြည့်ပါဒီအရာကကျွန်တော်တို့ကိုတကယ်ကာကွယ်ပေးနိုင်ပြီလားကျွန်တော် lockdown တွေလုပ်ကြတယ် quarantine တွေလုပ်ထားကြတယ်တကယ်အဲ့ဒီအရာတွေကအကာအကွယ်ပေးနိုင်ပြီလားစဉ်းစားဖို့ဖြစ်ပါတယ်အခုလိုပြောလိုက်တဲ့အတွက်ကြောင့်အဲ့ဒီအရာတွေမလိုအပ်ဘူးမလုံရအောင်လို့ပြောချင်တာမဟုတ်ပါဘူးကျွန်တော်ရဲ့ဘဝအသက်တာအဓိကကြားတဲ့အဖြေတစ်ခုကိုရသွားစေချင်တဲ့အတွက်ဒါဒီအရာကိုပြောချင်ဖြစ်ပါတယ်ဒီအရာတွေလှုပ်ခြင်းအားဖြင့်ဒီကိုရိုနာဗိုင်းရပ်စ် COVID-19 ကကျွန်တော်တို့ကိုမကူးစက်နိုင်တော့ဘူးလားအဲ့ဒီရဲ့ဒီချင်းတွေကနေကျွန်တော်တကယ်ကိုကာကွယ်ပေးနိုင်ပြီလားခုနကပြောပြီးတကယ်တော့ကျွန်တော်တို့ကြောက်တာကတေဖို့ကြောက်ကြတာဖြစ်တယ်အဲ့ဒီတေချင်းတဲ့ကနေတကယ်ဒီအရာတွေကကျွန်တော်အခုလှုပ်ဆောင်နေတဲ့အရာတွေကကာကွယ်ပေးနိုင်ပြီလားမကာကွယ်ပေးနိုင်ပါဘူးဆိုတော့ဒီနေ့လူတွေအားလုံးကတေရမှာကိုကြောက်ကြတယ်ဆိုတော့မိတ်ဆွေများအားလုံးကိုကျွန်တော်အနေဖြင့်ပြောပြချင်တဲ့အရာကလူတွေအားလုံးကတစ်နေ့မဟုတ်ရင်တစ်နေ့တေရနဲ့လူတွေကြီးပါပဲဒီကိုရိုနာဗိုင်းရပ်စ် COVID-19 ကြောင့်မဟုတ်ပေမဲ့နီလန်ပေါင်းစုံဖြစ်လူတွေကနေ့တိုင်းမှာတည်နေကြတာဖြစ်ပါတယ်နေ့စဉ်နဲ့အမျှလူတွေအားလုံးကတည်နေကြပါတယ်ဒါပေမဲ့ဒီအရာကိုကျွန်တော်တို့ကတတိမထားမိကြပါဘူးတချို့သောသူတွေကတတိထားမိကြပါလိမ့်မယ်ဒါပေမဲ့ဒီနေ့ဒီကိုရိုနာဗိုင်းရပ်စ် COVID-19 ကတစ်ချိန်တည်းမှာလူတွေမြောက်များစွာတည်ကြည်ပျက်စီးနိုင်သောယောဂဖြစ်သောကြောင့်လူတွေအားလုံးကဒီအရာကိုအာရုံစိုက်လာကြတာဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့အတွက်လိုအပ်တဲ့အဖြေကဘာလဲဆိုရင်ကျွန်တော်တို့ကတနေ့ကြရင်တေကိုတေရမယ်လူတွေပါတီးပြီးရင်ဘယ်ကိုတွားမလဲတီးပြီးကျွန်တော်ဘာဆက်ဖြစ်မလဲလူဘဝဟာတေတွားရင်ပြီးသွားပြီလားကျွန်တော်ဘဝထဲမှာကျွန်တော်အတ္တတာထဲမှာမေးခွန်းတွေအများကြီးရှိပါတယ်
tì biên bè của đoá mà lẽ lù đáy dùng chỉ lắc khẳng thá đại giả thu sĩ bà đấy tì biên tâm luôn sổ là sĩ bà đấy tì biên lù bố hà mà bì bú sổ là lù đáy lắc khẳng chạm mà hôm bị đàn xuân chết đó mấy suy nà cho nó tì biên bè của đoá mà lẽ tì biên lù hà làm sống đoá bà bố lù ya sát tên gà tì đấy giả mà bì đoá bà tì đấy khả chạm mà cho nó đấy tâm luôn khí hà biên sát này là chết đấyဒီနေ့အဲ့ဒီအရာအတွက်ကျွန်တော်တို့အထက်မှာတိကျတဲ့အဖြေတွေရှိထားဖို့အရေးကြီးပါတယ်အားလုံးကိုပြောချင်တဲ့အရာကဘာလဲဆိုရင်ဒီကိုရိုနာဗိုင်းရပ်စ် COVID-19 ကိုကြောက်နေကြတဲ့အဓိကအကြောင်းအရင်းကကျွန်တော်တို့ကတည်ရမှာကိုကြောက်နေတာဖြစ်တယ်လို့ပြောချင်ပါတယ်ဒီစောပိုင်းကပြောထားပြီးဒီဗိုင်းရပ်စ်ဟာလူကိုတည်စေနိုင်လောက်တဲ့ဗိုင်းရပ်စ်မဟုတ်ဘူးဆိုရင်ဘယ်သူမှကြောက်ကြမှာမဟုတ်ပါဘူးဒီအရာကတည်ချပါတယ်ဒါကြောင့်ကျွန်တော်ပြောတဲ့အရာကိုမိတ်ဆွေစဉ်းစားကြည့်ပါတကယ်ဟုတ်သလားမဟုတ်ဘူးလားမန္တလားမမှန်ဘူးလားဆိုတာကိုစဉ်းစားကြည့်ဒီယောဂလူကိုမတည်စေနိုင်ဘူးဆိုရင်ဘယ်မှကြောက်မှာမဟုတ်ဘူးအခုကြောက်နေရတဲ့အဓိကအကြောင်းရင်းကလူကိုတည်စေနိုင်တော့ဗိုင်းရပ်စ်ဖြစ်တော့ကြောင့်ဖြစ်တယ်ဒါကြောင့်လူဟာတည်ရမှာကိုကြောက်ကြတယ်ဘာကြောင့်ကြောက်တာလဲဆိုရင်တည်ပြီးရင်ကျွန်တော်တို့ရဲ့ဘဝဟာဘယ်ကိုတွားရမလဲကျွန်တော်တို့ရဲ့တည်ပြီးရင်တမလို့မှာကျွန်တော်ဟာဘယ်ကိုတွားရမလဲဆိုတဲ့အရာကိုလူတွေကမသိတော့ကြောင့်အဖြေတိကျတဲ့အဖြေမရရှိထားသောကြောင့်တည်ရမှာကိုကြောက်နေကြတာဖြစ်တယ်။ပန်းတိုင်ဦးတည်ချက်ရှိတဲ့သူကဘရောမမကြောက်ပါဘူး။ရဲကြီးရင်ဆိုင်သွားမှာဖြစ်ပါတယ်။ဒါကြောင့်အပိုင်းတစ်အနေနဲ့ကျွန်တော်ပြောချင်တဲ့အရာကကိုရိုနာဗိုင်းရပ်စ်ကိုဘာကြောင့်ကြောက်တာလဲ။ကြောက်ရတဲ့အကြောင်းရင်းကတည်တတ်သောကြောင့်ကြောက်တာဖြစ်တယ်။ဒါဆိုရင်လူတွေဟာတည်ပြီးရင်ဘယ်ကိုသွားမလဲ။ဘာဆက်ဖြစ်မလဲ။တည်ပြီးရင်လူရဲ့တန်မလို့ဟာဘယ်ကိုဆက်ပြီးမှခရီးပြုတ်ရအောင်မလဲဆိုတဲ့အရာကိုအပိုင်းနှစ်မှာကျွန်တော်ဆက်ပြီးမှတင်ပြဖို့ပါတယ်ဒီအရာလေးကိုကျွန်တော်ထပ်ပြီးမှသိချင်တယ်ဆိုရင်တော့အပိုင်းနှစ်ကိုကျွန်တော်ဆက်ပြီးမှစောင့်မရင်းနဲ့ဒီအရာလေးကိုဆက်လက်ပြီးမှကျွန်တော်လေ့လာသွားရအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီကနေ့အပိုင်းနှစ်ကိုသိချင်တယ်ဆိုရင်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကို like follow and share လုပ်ထားပေးကြပါလို့အားလုံးကိုမြတ်တိုင်းခိုင်းနေကျွန်တော်ရဲ့အစီအစဉ်ကိုဒီမှာနေကုန်ချုပ်အပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်